ပဒနာတရားနဲ့လည်းကားတွေပြပွားပြီးဘုရားကကျောက်ဟာရှိတဲ့နေတာမကျဲတဲ့လေးကြီးကဘုရားရှင်သာဝတိကျင်းတာနေ့စဉ်နေ့စဉ်လည်းဒီလားကြတော့ဓမ္မဘူဝါလူတော်ဝိညာဉ်ကိုအကျိုးတော်ကဒီကချောမှာတရားတော်ဘုရားအားစက်ကလူရသေးရတာဖြစ်ပါလေသာရုပ်ကြရအောင်သာရုသာရုသာရုကြာကလေးလေးပေါ်လို့ဒီပါဗျာအာဒီကူအမဘိတုကျော်ရင်းကသူချီရဲ့ဒေဝလာဝဲမိသားစုကတရားတော်ဗျာဓမ္မဥပဒေတော်ကိုတတိယကိုစက်ကလူရန်ပြီးပါရလေးပါးစွာအပြာအပါဒခင်ဗျာဗုဒ္ဓရှင်ဘဂဝါတနေခေလေးပါတဲ့ဒုသာသနာဗုဒ္ဓရှင်ဘဂဝါတနေခေလေးပါတဲ့ဒုသာသနာဓမ္မဥဒ္ဒါလူတော်များကိုစက်ကလူရန်ပြီးရပါမြတ်တတဝေနေယမစေမကွာညွတ်တွာဒါနာနဲ့တီလာတွေပါအလေးသမီးတော် နာနဲ့တီလာတွေပါအာသတိယဓမ္မဘုရားဘာဝနာအစဉ်သုံးကြစို့ကိုကိုပါမမေ့ဝဲရမြာလူမပါရှင်ပွေကချီနောင်ဘုံမှာပွေဒီစတိလုံးအမျက်ဆောင်ရင်သာလမ်းနေဘူးတာကျွန်တော်ချက်ပြီးသုံးပါတော့တရဏဂုံဆိုတာဒေါ်ကိုင်းရတာဆရာတော်ကတရဏဂုံဆိုတာအာသတိယဓမ္မဘုရားလူတော်ကိုကြားကိုဆက်ဆက်ပြီးကိုဝဲတဲ့တရားလူနာပြပါကိုဝဲတဲ့တရားဒုရတော်ဒေါသနာကစက်ကလူရန်ပြီးတော့အမျိုးသမီးရောဒေါသနာကဆရာတော်ဘုရားအာသတိယဓမ္မဘုရားလူတော်များကိုစက်ကလူရန်ပေးရမှာဖြစ်ပါတယ်။သာဓုသာဓုသာဓုဆရာတော်ဘုရားဓမ္မဘုရားလူတော်များကိုအကျိုးတော်ကနိုင်ငံကြီးဣလချိန်မှာကြာရရွှေဘုံတော်ရှိန်ထိန်တွေတောက်ပါလို့ရွှေဆက်အောင်ပါတဲ့တို့တွေအောက်ပါဒီချက်ပါရွှေဘုံတော်ရှိန်ထိန်တွေတောက်ပါလို့ရွှေဆက်အောင်ပါတဲ့တို့တွေဟုတ်ကဲ့ပါမဘဲနဲ့လေးတွေရောက်ဘယ်လိုလဲကြားဖို့နေလဲတရားရည်ဘုရားတော်အဘိဓမ္မာယောဂီများဆိုတာအဘိဓမ္မာကိုဥပဒေမှာပြောင်းငယ်ဆွေအာသိရဓမ္မပူဇာပူဇော်ကိုလက်သိမ်းမှာကြတူတရားမြတ်ဆုံးယရနာတရားမြတ်ဆုံးယရနာတန်ခါမြတ်ဆုံးယရနာမြတ်သုံးပါးကိုထိတ်ထားရင်ဖြင့်ဗုဒ္ဓအနွယ်တော်ဝင်
ဒ္ဓဆာကပညာဟိတိဥဒ္ဓပလို့ခေါ်တဲ့သူတော်ကောင်းဥစ္စာခုနှစ်ပြားကိုလက်လိုက်ခါကပြင်ဒါနာသီလဘာဝနာတွေဟူသောဒီကြောင့်တရားတော်မှာလက်ကိုင်ထားပြီးတော့ကြင်ကြံပွားများအားထုတ်ကြရင်မလွဲဧကံနိဗ္ဗာန်ရွာသို့ရောက်မြည်မှာမလွဲပါဘူးဒါကြောင့်ဘုရားမြတ်စွာဘုရားယတနာတရားမြတ်စွာဘုရားယတနာသံဃာမြတ်စွာဘုရားယတနာတို့ဤရွှေဖုံးရှိန်ဆက်ရဲ့အောက်မှာခိုလုံကြတဲ့ဗုဒ္ဓနွယ်ဝင်သူတော်စင်များအားလုံးအေးချမ်းကြပါစေကျမ်းမာကြပါစေစည်းစိမ်ဥစ္စာယတနာများတိုးပွားကြပါစေကြောင့်ဆုတောင်းတောင်းရပါဗျာရွှေဖုံးတော်ရှိန်ထိန်ထိန်နောက်ပါလို့ရွှေဆက်အောင်မှာနဲ့တို့တွေမိုးလေဒီကခေါ်ရတော့ဒီလာဘောဒီလိုကိုရတာဒီလိုတော့ဥပ္ပောကဆရာတော်ကစက်ကဒီလာပြေးရတာဒီပါလေဓမ္မဗုဒ္ဓဘာသာကိုကြားဖို့သက်ကဘုရားတော်အစီအစဉ်ယူပြီးတော့ဓမ္မဂရဏပရိယာဆရာတော်ဘုရားကဓမ္မကြီးကြီးအောင်ပွဲတွေဒီကိစ္စအမှုဘောရတာတရားဟောကြားပေးရတော့ပြီးပါရအောင်တော်ဘုရားတော်တော်ကိုရာတပည့်တော်ယူပြီးဥက္ကဋ္ဌသိကြအားပါပြီးရှင်များရော